ကိုကချက်တွေအများကြီးထဲမှာဖိုးတန်တဲ့ကိုကချက်တချို့ကိုပြန်လဲပြီးတော့ဖော်ပြပေးလိုပါတယ်စကလုံးတွေဆိုတာကတော့နဲ့တူတယ်တင်သားမှန်မှန်ကန်ကန်အသုံးချတတ်ရင်လူတိုင်းရဲ့နှလုံးသားကိုဖွင့်နိုင်တယ်လို့ပါဇက်ပေါက်တွေကိုလည်းပိတ်သွားအောင်လုပ်နိုင်ပါတယ်တင်သားတိတ်တဆိတ်ကျူးစားရင်အခြားသူတွေကတင့်ကိုဘာနဲ့ဘလို့တိုက်ခိုက်ရမလဲဆိုတာကိုမသိနိုင်တော့ပါဘူးတင်သားအမြဲတမ်းမှန်တာတွေကိုပြောခဲ့ရင်တခြားဘာတွေကိုမှတင်ကမှတ်ထားစရာမလိုတော့ဘူးတိတ်တဆိတ်နေခြင်းကတင့်စကလုံးတွေရဲ့တန်ဖိုးကိုမသိတဲ့သူတွေအတွက်အကောင်းဆုံးသောအဖြေပါပဲနေသားတဲ့နေ့တွေမှာပဲတင်လန်းလျှောက်ရင်တင်ရောက်ချင်တဲ့နေရာကိုဘယ်တော့မှရောက်မှာမဟုတ်တော့ပါဘူးကြောက်တယ်ဆိုတာကခဏပဲနောင်နာဆိုတာကထာဝရအတွက်ပဲတင့်နာကတင့်ကိုအလိုရှိတယ်ပြီးခဲ့တဲ့အတိတ်တွေကတော့တင့်ကိုမလိုအပ်တော့ပါဘူးတုံးညာကနေစဖို့တင့်ကိုတင်ခွင့်ပြုနိုင်ပါစေဘယ်သူမှအကောင်းဆုံးဆိုတာကနေအစမပြုပါဘူးတိတ်တိတ်စိတ်နေလေးကျေလောင်စွာကြားရလေပါပဲမိတော့တစ်ခုထဲမှာနှစ်ခါမလောင်မိပါစေနဲ့ဘဝဆိုတာမုံတိုင်းတွေရက်တက်မဲ့အချိန်ကိုထိုင်ဆောင်နေရတာမျိုးမဟုတ်ဘူးမုံတိုင်းတွေကြားမှာဘယ်လိုမျိုးကရမလဲဆိုတာကိုသင်ယူရတာဖြစ်တယ်ရှုံးမှကြောက်လို့စိုးရိမ်နေတဲ့ဆိုတာစတာမစရသေးခင်ရှုံးနေတာပါတင့်ရုန်းကန်နေရခြင်းကတင်ဘဝမှာပြန်ပြောလို့ကောင်းတဲ့ပုံမြင်တစ်ခုပါပဲတင်စူးစမ်းမှုကိုရပ်တန့်လိုက်တဲ့အချိန်မှာစတင်ပြီးတော့ရှုံးနေပါပြီအရှုံးမပေးနဲ့တင်ထင်ထားတာထက်တင်ပန်းနိုင်ကနီးနီးလေးမှရောက်နေပါပြီတွန်တင်ဆုံးမမှုကိုလက်ခံတတ်ပါတင်ကအမြဲတမ်းမှန်နေပါဘူးတခါလေတယောက်တည်းနေခြင်းကလည်းတင်စိတ်ဝိညာဉ်အတွက်အကောင်းဆုံးသောဆေးတစ်ခွက်ပါပဲမိုးမရှိရင်ဘာမှမရှင်းတတ်နိုင်ဘူးတင်ဘွားရဲ့မုံတိုင်းတွေကိုထွေးပွေတက်ဖို့တင်ယူပါမနေ့ကအကြောင်းအရာတွေကတင်ရဲ့ဒီနေ့ကိုအချိန်အယမ်းမယူတော့ပါစေနဲ့ခဏတာဖြစ်ပေါ်လာတဲ့ခံစားချက်တွေအပေါ်မှာဆုံးဖြတ်ချက်တွေကိုအတိမချပစ်ပါနဲ့တကယ်လို့တင်ပင်မန်းလာရင်အနားယူဖို့တင်ယူပါအဆုံးမတက်လိုက်ပါနဲ့